ဒီတစ်ပတ်အတွင်းမြန်မာလူငယ်တယောက် online ကနေငွေကျပ်9000ဘယ်လိုရှာနိုင်မလဲမဖြစ်နိုင်ဘူးလို့ထင်နေလားတကယ်တော့ကျွန်တော်တို့နိုင်ငံမှာဒီလိုမျိုးလုပ်ပြီးအောင်မြင်နေသူတွေအများကြီးရှိပါတယ်တင်လဲဒီနေ့ကစပြီးလိုက်လုံနိုင်မဲ့လွယ်ကူတဲ့နီလန်းကိုအဆင့်ဆင့်ရှင်းပြပေးမယ်အဆုံးထိတေချာနားထောင်ပါ online ကနေပတ်စံရှာတယ်ဆိုတာကုန်ပစ္စည်းကိုယ်တိုင်ထုတ်เสียမလို့ store ဆိုင်ဖွင့်เสียမလို့ဝန်ထမ်းခန့်เสียမလို့ပဲလုပ်လို့ရတဲ့နီလန်းကောင်းတစ်ခုရှိတယ်အဲ့ဒါကတော့ affiliate marketing ပဲစကလုံးကနည်းနည်းခက်ပေမဲ့လုပ်ရတာတကယ်လွယ်ကူပြီးအကျိုးအမြတ်များတဲ့လုပ်ငန်းတစ်ခုပါရိုးရိုးလေးပြောရရင်တင်ကသူများရဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကိုကြော်ညာပေးတာတင်ရဲ့ထူးခြားတဲ့ link ကနေတဆင့်တယောက်ကဝယ်လိုက်တာနဲ့တင့်ကို commission ဘွဲစားကပေးတာမျိုးပေါ့ဥပမာတင်ကနာမည်ကြီးဖုန်းတစ်လုံးကိုညွှန်ပေးပြီးအဲ့ဒီဖုန်းကိုတင် link ကနေဝယ်လိုက်ရင်ဖုန်းရောင်းတဲ့ကုမ္ပဏီကတင့်ကိုရောင်းရငွေရဲ့ရာခိုင်နှုန်းတစ်ခုပြန်လည်ပေးတာမျိုးပါဒီနီလန်ကမြန်မာပြည်ကလူငယ်တွေအတွက်ဘာလို့အခွင့်အလမ်းကောင်းလဲဆိုတော့ကိုပိုင်ကုန်ပစ္စည်းမလို့ရင်းနှီးမြှုပ်နှံမှုနည်းနည်းလေးနဲ့ဖုန်းတစ်လုံးအင်တာနက်လိုင်းရှိရင်ရပြီဘယ်နေရာကမဆိုလုပ်လို့ရပြီးဝင်ငွေပမာဏကန့်သတ်ချက်မရှိလို့ပါပဲကဲ affiliate marketing စတင်ဖို့အဆင့်5ဆင့်ကိုပြောပြပေးမယ်အဆင့်1တင်စိတ်ဝင်စားတဲ့နယ်ပယ်ကိုရွေးချယ်ပါ niche selection online မှာဘာတွေရောင်းတင်ကိုယ်တိုင်တကယ်စိတ်ဝင်စားပြီးနားလေတဲ့အရာတစ်ခုကိုရွေးချယ်ပါဥပမာ fashion အလှအပနည်းပညာပစ္စည်းတွေကျန်းမာရေးဒါမှမဟုတ် online သင်တန်းတွေမြန်မာပြည်ကလူတွေဘာကိုစိတ်ဝင်စားရှာဖွေနေလဲဆိုတာကိုလည်းစဉ်းစားပါဖုန်းတွေအလှကုန်တွေ online သင်တန်းတွေအိမ်တွင်းသုံးပစ္စည်းတွေကအမြဲတမ်းလူစိတ်ဝင်စားမှုများတဲ့နယ်ပယ်တွေပါတင်ချစ်မြတ်လို့တဲ့အရာကိုရွေးလိုက်ရင်အလုပ်လုပ်ရတာပိုပြောစရာကောင်းပြီးရည်ရှိမှလည်းအောင်မြင်ဖို့အခွင့်အရေးပိုများပါတယ်ကိုယ်တိုင်မကြိုက်တဲ့အရာကိုကြော်ညာရတာကတော်တော်ပင်ပန်းတတ်ပါတယ်အဆင့်2 affiliate program တွေရှာဖွေပါတင်ရွေးချယ်ထားတဲ့နယ်ပယ်နဲ့ကိုက်ညီတဲ့ကုန်ပစ္စည်းတွေဝန်ဆောင်မှုတွေရောင်းချနေတဲ့ကုမ္ပဏီတွေကိုရှာဖွေပါမြန်မာပြည်မှာဆိုရင် Lazada, Shopee လိုမျိုး e-commerce platform တွေမှာသူတို့ရဲ့ affiliate program တွေရှိပါတယ်ဒါအပြင်တချို့ local brand တွေ online သင်တန်းကျောင်းတွေကလည်းသူတို့ရဲ့ affiliate program တွေကိုပေးတတ်ပါတယ်နိုင်ငံတကာကနာမည်ကြီး Amazon, Clickbank, Share အစီလိုမျိုး platform တွေမှာလည်းတင်ဝင်ရောက်ရှာဖွေနိုင်ပါတယ် commission နှုန်းထားပြီးချီမှုစနစ်နဲ့ကုန်ပစ္စည်းရဲ့အရေးအသွေးကိုတေချာလေ့လာပြီးမှရွေးချယ်သင့်ပါတယ် commission နေပြီးမဲ့အယောင်းဝယ်ဖြစ်ဖို့လွယ်တဲ့ပစ္စည်းလား commission များပြီးမဲ့ရောင်းရခက်တဲ့ပစ္စည်းလားဆိုတာကိုလည်းသိချင်ပါ